အောင်မြတ်ဘုတ်စတိုရီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ပြပေးချင်တာကတော့မော်ဆိုကြီးစုပင်နဲ့သူဤသစ္စာရှိသောခွေမဲကြီးတောကျော်တို့ရဲ့ရုံးမဘော်ကအမဲလိုက်ပွဲဆိုတဲ့အကြောင်းအရာလေးကိုတင်ပြပေးချင်ပါတယ်မိုးရေစက်တို့ကတည့်ရွယ်များပေါ်သို့တဖြောက်ဖြောက်ကျဆင်းနေသည်နက်နက်ဝရီဝင်လင်းအချိန်ဖြစ်တော့လဲကောင်းကင်တစ်ခုလုံးအုံမိုင်းနေသဖြင့်လင်းရိပ်မတန်သေးရခိုင်ရိုးမ၏နှဆိုင်လာသောတောရင်းတနေရာတွင်ကျွန်ုပ်စိုးပေနှင့်တစ္ဆာရှိသောကိုယ်မဲကြီးတောကျော်တို့နှစ်ယောက်တည်းရှိနေသည်မိဘုံလေးပို့ထားတော့လဲစောင်းတွင်မိုးကြောင့်အေးဒံကအသားထဲစိတ်ဝင်နေသည်ကျွန်ုပ်နှင့်တောကျော်သည်အေးဒံကိုအန်တူရင်းအချိန်ခါကောင်းကိုစောင့်ဆိုင်နေခြင်းဖြစ်သည်ကျွန်ုပ်ဤနေရာသို့လာရခြင်းမှာမြည်သူမြဖိတ်ခေါ်ခြင်းမရှိသောအလုပ်တစ်ခုအတွက်ဖြစ်သည်ထိုအလုပ်မှာရွာနီး60တွင်အသားစားတောင်းကျမ်းနေသောကြားအိုကြီးတစ်ကောင်ကိုအမဲလိုက်ရန်ဖြစ်သည်မုံဆိုးလောကတွင်ကျွန်ုပ်၏အမိကိုနာမီတွင်စေခြင်းလောကြောင့်ဤအန်တရယ်စုံထဲသို့ခြေစုံပြစ်ဝင်ခဲ့ခြင်းဖြစ်သည်တားကြီးတောကျော်ထလာသွားမယ်ကျွန်ုပ်မိဘုံကိုညှင်းသက်ခါခီးစရန်ပြင်လိုက်သည်တောကျော်ကအကျော်ကျင်ဆန်ရင်ကျွန်ုပ်၏အမိန်ကိုစောင့်နေသည်သူသည်တာမန်ခွေးမဟုတ်အကောင်ထဲကြီးမားသလောက်တီးတဲ့နားလည်လွန်းသောခွေးမဲကြီးဖြစ်သည်ကျွန်ုပ်တို့သတင်းရထားသောကြားအိုကြီးရှိရာတောနက်ထဲသို့ခီးဆက်ရန်9မိုင်ခန့်ခီးဆက်ရအောင်မည်ထိုကြားသည်မုတ်ဆိုးတဦး၏မစင်မကျင်ပြစ်ခတ်မှုကြောင့်ဒဏ်ရာရထားသောကြားနာဖြစ်ပြီးထိုဒဏ်ရာကြောင့်ပင်လူသားတို့အပေါ်အညှိုးတေးကြီးစွာတုံ့ပြန်တိုက်ခိုက်နေသူဖြစ်သည်ရွာသားများကထိုကြားကြီးကိုခဲနာဟုအမည်ပေးထားသည်တာမန်ကြားများထက်ညံနေညံနဲ့ပိုများပြားသဖြင့်အလွန်တတိထားရမည်ဖြစ်သည်တောကျော်သည်ကျွန်ုပ်၏ရှေ့ဝါရပြန်အကွာမှနေ၍အနက်ခံကလမ်းပြပေးသည်သူ၏အတွေ့အကြုံများသောခွေးကြီးဖြစ်တော်လဲယခုကဲ့သို့အသားစားကြားမျိုးနှင့်ရင်ဆိုင်ရသည်မှာပထမဆုံးအကြိမ်ပင်ကျွန်ုပ်၏လက်ထဲမှအမဲလိုက်ရိုင်ဖယ်တနတ်နှင့်ခါတွင်တော်တွင်သုံးတရှိတစ်ချောင်းပါရှိသည်တောကျော်အတွက်လည်းစားစရာနှင့်လိုအပ်သောကိရိယာများကိုချင်းတောင်းငယ်ဖြင့်တည်ဆောင်လာခဲ့သည်တဖြည်းဖြည်းနှင့်ခဲနာရှိသောနေမြေထဲသို့ချင်းကပ်လာသည်တောကျော်သည်အရဲစွန်ခြင်းမရှိကျွန်ုပ်၏ဘေးတွင်ကပ်၍တစ်ပင်များပေါ်နှင့်ပတ်ဝန်းကျင်ကိုအဆက်မပြတ်အနက်ခံကြည့်ရှုနေသည်တာကြီးတတိကျွန်ုပ်၏အမေပေးသံအဆုံးတွင်တောကျော်သည်မြောင်းလက်စခြေထောက်ကိုပင်လေထဲ၌ရက်တန့်ကကြောက်ရွံ့ကဲ့သို့ငြိမ်သက်သွားသည်ကျွန်ုပ်၏အာယုန်ထဲတွင်တခုခုထူးခြားနေသည်ဂိုက်တရာခန့်အကွာတွင်တောဝက်သေးတစ်ကောင်လဲနေသည်ကိုမြင်လိုက်ရသည်ဤဒီမှာခဲနာခင်ထားသောထောင်ချောက်ပေလောသို့မဟုတ်စားကျွန်းစားကြံလောကျွန်ုပ်တောကျော်ကိုအမြင့်တနေရာသို့တက်ရန်လက်ဟန်ဖြင့်အချက်ပြလိုက်ပြီးကျွန်ုပ်ကိုယ်တိုင်လည်းတောဝက်သေးကိုမြင်နိုင်သောတစ်ပင်ကြီးတစ်ပင်ပေါ်တွင်လက်စဉ်ထိုးရန်အလင်းအမြန်ပြင်ဆင်လိုက်တော်သည်